Mene maun du shin twe ga ma yu ngin ga chu sin sui ba me le yin ne ma Hello ပလွေလန်တညင်းချင်းအချင်းလေးတအေးနဲ့လက်ရင်ညော်လေးနဲ့ပြင်းလို့ဘယ်မြတ်သွားမလို့တော့မိန်းကလေးရဲ့ ဟိုဘက်ရွာမှာမြမပြေချောက်စိမ့်ဆိုင်နဲ့လူရဲ့အလူရှိတယ်လေ ဟောအဲ့ဒါကြီးကသွားမလို့လား အလူကလည်းပိတ်ထားတာမို့လဲရင်လေးနဲ့သွားမလို့ရှင် ကောင်းတယ်ကွယ်ကောင်းတယ်ဒါနဲ့လုံမလေးအသက်ကဘယ်နှစ်နှစ်တုန်းကွယ် 25နှစ်ရှိပြီရှင် ဟို25နှစ်ဆိုတော့တို့မြန်မာအခေါ်ဝေါ်ရဆိုမြဲညွတ်လို့ခေါ်တဲ့အပြိုကြီးတောင်ဖြစ်ပြီပေါ့နော် အဲ့ဒါတော့ဘယ်သိမှလဲဦးကြီးရဲ့ မင်းတို့လူငယ်တွေဘယ်သိမှာတော့ဥပြောပြမယ်ဥတို့မြန်မာအခေါ်မှာဓာယိကာလို့ခေါ်တဲ့9နှစ်အရွယ်မိန်းကလေးဘောရီလို့ခေါ်တဲ့10နှစ်အရွယ်မိန်းကလေးကညာလို့ခေါ်တဲ့10နှစ်အရွယ်မိန်းကလေးကုံမာကြီးလို့ခေါ်တဲ့12နှစ်အရွယ်မိန်းကလေးသွေးဆုံးလို့ခေါ်တဲ့73နှစ်အရွယ်မိန်းကလေးမြဲမဲလို့ခေါ်တဲ့15နှစ်အရွယ်အပြိုးငယ်မြဲဝိုးလို့ခေါ်တဲ့20နှစ်အရွယ်မိန်းမပြူမြဲညွတ်လို့ခေါ်တဲ့25နှစ်အရွယ်အပြိုကြီးမြောင်းတူးလို့ခေါ်တဲ့40နှစ်အထက်မိန်းမကြီးလို့မနုစိတ်တရဓမ္မတလူကညာကိုမျိုးဟာမယိုးတဲ့ကောင်းကြီးကေတာအလှအရွယ်ရဲ့ပြိုမြင့်နှုတ်နေတဲ့ကောင်းကြီးဝရလှပပြေဖြိုးချောမွေတဲ့အသားဆိုင်များရဲ့ကောင်းကြီးမန္တဖြူလွတ်လွတ်များနဲ့ညီရဲသောခြေသေးလက်သေးများရှိသည်မို့သူ့ကိုတော့အထီးဝင်းဝါဆိုးပြေးတဲ့အဆင်းရှိရေးကြောင့်စဝီဒီစဝီအလှဟာအပီပီတရတဲ့တို့မြန်မာမိန်းကလေးအလှကိုနောင်စခန်းမသိရအောင်စောင်းပန်းအိမ်မောအသာတင်လို့မြန်မာအမြဲအစင်မော့နေတဲ့ဟောဒီလဲရင်ရော့အကောင့်တရက်ကိုဗရောင်းအမြတ်ဝင်ရိုးတက်လို့အဟုတ်လှမှာတော့ဥစ္စာပါနွားလားနှကောင်တဘိုးစင်ကျိုးပြင်းကနင်းတယ်မှပြီးတပင်ညာဝတဲ့ကြောက်စိတ်ဆိုတဲ့ဘာလာဆိုင်เสียကသမိုင်းရဏဆိုင်လေအလှနဲ့တကြော့အလင်းပွဲဝင်တော့မှာမို့လဲရင်ကြော့ကိုအတော့နှင်ကသွားပြီးတော့မိန်းကလေး Yachidiro, Hamukomo, Niyo Yagan, Senyan Sapa, Niyo Yayano Yasenyan Sapa, Uli Kutole, Nuzipoa, Lay, Lupene,
တန်ကိုင်ရုပ်မှာဘဝစားပါမတော်မကောင်းရလို့ပဲအရာလေးနဲ့ဆောင်းပန်းမန္တိဗုဒ္ဓဘာတိတရခတိတိအမှန်ဟောတာကြောက်စိတ်တီးတဲ့ရွှေနိုင်ငံကမြန်မာဆိုင်ငံလေ